ပေါင်းပေါ်ဆုံးကြီးစားလိုက်တာကျင်းပြီလားနဲ့စိတ်ရှင်မူကြီးကျူးကျူးစားစားအာမယူရမည်ကြောင်းသင်္ကန်းစားပြီးအချိန်မီအင်ပြန်ကြီးအိမ်မကိစ္စများကိုအာမောင်နဲ့ချီအမေကိုလည်းဝိုင်းငါကူညီမေကိုလည်းဝိုင်းငါကူညီတာဝန်တွေအလေးလေးချမ်းတောင်းနေတော့လေလူရဲ့ရဖြစ်ဖို့ကျွန်တော်အကျိုးတော်နေတရားဝင်ဖြစ်ဖို့ကျွန်တော်အကျိုးတော်နေခမသားကောင်းကနေတသားကြီးကိုကျွန်တော်မျှော်မှန်းနေနိုင်ငံတော်ကအပေါင်းပေါ်သုံးကြီးထားလိုက်တာချင်းစီလာနဲ့စိတ်ရှင်မူကြီးကြိုးကြိုးသားလာအာမယူရမည်ကြောင်းသင်္ကန်းသာကြီးရင်အချိန်မီပြန်မည်အိမ်မကိစ္စများကိုအာမောင်နဲ့ချီအမေကိုလည်းဝိုင်းငါကူညီအဖေကိုလည်းဝိုင်းငါကူညီတာဝန်တွေလေးလေးထမ်းဆောင်နေတော့လေတ